မင်္ဂလာပါရှင်အိုင်အိုရာလက်ကောကနေကြိုဆိုပါရစေဒီကနေ့မှာတော့လူကြိုက်များတဲ့ရွှေကြီးစနမကင်းကိုအိမ်မှာအလွတ်တကူလှုပ်စားဖြစ်တယ်သမီးလေးတွေလည်းအရန်ကြိုက်တော့အိမ်မှာကိုယ်တိုင်လှုပ်ပြီးဖြစ်တယ်ပါဝင်ပစ္စည်းတွေကတော့ရွှေချီမုတ်ကျဥတကြားဘိန်းစီထောဘတ်နွားနို့နို့စိန်အုံနို့တို့ပဲဖြစ်ပါတယ်ကျွန်မကတော့ပါဝင်ပစ္စည်းတွေအားလုံးကိုကြိုတင်ပြင်ဆင်ထားလိုက်ပါတယ်ပါဝင်ပစ္စည်းတွေစုံပြီဆိုတော့စလိုက်ကြရအောင်ပထမဆုံးရွှေချီမုတ်ကိုမီအေးလေးနဲ့လော်ထားလိုက်မယ်မီအေးလေးနဲ့လော်ဖို့တတိထားရမယ်ရွှေချီမုတ်အဝရောင်တန်းလာပြီဆိုရင်ထောပတ်လေးတွေထည့်မယ်ထောပတ်လေးတွေအရေးပြောသွားပြီဆိုရင်တကြားထည့်မယ်ပြီးရင်ရွှေချီနဲ့ရောမွေလိုက်မယ်ရွှေချီနဲ့ထောပတ်တကြားအလုံးနှံ့သွားပြီဆိုရင်နှုတ်စိမ်းကိုထည့်မယ်ပြီးရင်နွားနို့ထည့်ပြီးတော့မွေထားပေးမယ်တစ်ဆက်ထဲမှာအုံနို့ပါထည့်မယ်မနာတဲ့အဆက်မပြတ်ဝေပေးရမယ်စားအနှဲငယ်ထည့်မယ်ခောက်ထားတဲ့ကြက်ဥကိုထည့်မယ်တဖြည်းဖြည်းပုတ်တာပြစ်လာပြီဆိုရင်ထောပတ်စီထည့်မယ်မုတ်ဖုံးမဲ့ဘန်းကိုထောပတ်ခဲအပူပေးထားလိုက်မယ်အရေးပြောလာပြီဆိုရင်နှက်ဆက်အောင်တုတ်ထားပေးမယ်စနမကင်းရဲ့အပေါ်မှာဖြူဖို့အတွက်ဘိန်းစစ်ကိုကြိုတင်လော်ထားလိုက်မယ်ထိုးထားတဲ့မုတ်သားတွေကိုဖုံးမဲ့ဘန်းထက်ကိုထည့်လိုက်မယ်မုတ်သားများကိုညီညာအောင်ညှိပေးလိုက်မယ်ဘိန်းစစ်ကပ်ဖို့အတွက်အုံနို့ပပလေးဖြူထားမယ်အုံနို့ဖြူပြီးပြီဆိုရင်အပေါ်မှာမိမိစိတ်ကြိုက်ဘိန်းစစ်လေးတွေကိုဖြူနိုင်ပါတယ်
ကြိုတင်အပူပေးထားတဲ့ oven ထဲမှာအပေါ်မီအောက်မီ220ဒီဂရီနဲ့45မိနစ်ဖုတ်လိုက်မယ်ထောပတ်နဲ့မွေးမွေးဘိန်းစီမြများနဲ့ရွှေချီစနမကင်းလေးရသွားပါပြီအားရပရအားပေးဖို့အတွက်ကျမသမီးလေးတွေကတော့စောင့်နေပါပြီမိမိတို့လည်းတတမိမိတို့အတွက်အခုလိုတက်ရှင်းလက်ဆက်တဲ့မုတ်တွေအိမ်မှာကိုယ်တိုင်လှုပ်ရှားကြည့်ကြနော်အခုလိုဗီဒီယိုအဆုံးထိကြည့်ပြီးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်နော်